Redmi K series ရဲ့ပထမဦးဆုံးနံပါတ်3လုံးဖြစ်လာတဲ့ဖုန်း Redmi KDR Pro နဲ့ Pro Max ကိုမနေ့ကမိတ်ဆက်သွားခဲ့တယ်။မနေ့က Redmi K90 series တဲ့ဘာတွေတိုးတက်လာတယ်ပြီးတော့ဒီ KDR Pro နဲ့ KDR Pro Max ကြားထဲမှာဘာတွေကွာခြားလဲဘယ်သူတွေရွေးချယ်သင့်လဲစတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာသိသိရှင်းပြပေးသွားမယ်။ဒီဇိုင်းပိုင်းပြောင်းလဲကမနေ့က Redmi K90 Pro Max ပေါ်မှာပဲခြေခံထားရဲဆိုတာတွေ့ရလိမ့်မယ်။တိတ်အများကြီးပြောင်းလဲသွားပြီမယ်ဒီ woofer speaker ပေါက်လေးနည်းနည်းကြီးလာမယ်အဲ့ဒီ speaker ရဲ့အတန်ထွက်ဖို့တော့စကားပေါက်ဘက်ကတစ်ချမ်းနဲ့ဒီသူတို့ buff logo လေးလုတ်ပေးထားတဲ့ဘက်တစ်ချမ်းဆိုပြီးပုံစံလေးဖြစ်သွားမယ်ဒီဘုံနှလုံးလုံးရဲ့ဒီ camera range တွေကတစ်လုံးချင်းစီအပြင်ကိုပြူးမထွက်နေဘူးသူတို့ရဲ့ camera band ပေါ့အဲ့ဒါကြီးနဲ့အုပ်ပေးထားတယ်ကျွန်တော်တို့ဆို body နဲ့တသားတည်းဖြစ်နေတာဗျာအပြင်ဘက်ကိုအစွန်ဖျားထွက်နေတာဘာမှမရှိဘူးဒါလေးကတော့ကောင်းတယ်ပြီးရင်ဒီဖုန်းကြီးရဲ့ screen size ကဒီ Pro မှာဆိုရင် 6.59 inch ရှိမယ်100ကိုင်ကြီးနဲ့လက်ထက်မှာ CC ပိုင်ပိုင်လေးနဲ့ဒီပုတ်ပုတ်ပါပါလေးဖြစ်နေဆိုရင်တော့ဒီဖုန်းလေးကတော့ CC ပိုင်ပိုင်လေးနဲ့ကိုင်လို့အဆင်ပြေလောက်မယ်ဒါမှမဟုတ်ဆိုရင် game ဆော့မယ်ဗီဒီယိုကြည့်မယ်လုံးဝ display ကို S-Store သုံးကြည့်နေဆိုရင်တော့ Pro Max ရဲ့ပေါ့ 6.9 inch ကြီးကတော့လုံးဝအကိတ်ကြီးကြည့်လို့အဆင်ပြေတယ်အယောင်သွေးနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောစရာလေးရှိတယ် Redmi KDR နဲ့ KDR Pro Max နှစ်ခုလုံးမှာသုံးထားတဲ့အယောင်တွေကဒီ iPhone 80 series ပေါ့ထွက်လာရင်သုံးမဲ့အယောင်တွေဆိုပြီးပြောနေကြတယ်iPhone 80 series ကလည်းတကယ်ထွက်မလာသေးဘူးဗျာဒီအယောင်သုံးမယ်မသုံးမယ်ဆိုလည်းမသိကြသေးပဲနဲ့ Redmi ကကွက်ကြော်ရိုက်ပြီးယူသုံးလိုက်တယ်အဲ့ဒါပြီးအောင်ဗျာ Xiaomi နံပါတ် CD တွေမထွက်သေးပဲနဲ့ဒီ KDR series ကအရင်ဦးဖျားဖျားကိုပေးထုတ်လာတာပုံမှန်ဆိုရင် Xiaomi နံပါတ် CD တွေကထွက်မယ်ပြီးရင်အနောက်ကနေပြီးတော့ K series က flagship ကိလာအနေနဲ့လိုက်ပြီးထုတ်ရမယ်အဲ့လိုပုံစံမျိုးလာမှာကိုကွက်ကြော်ရိုက်ပြီးတော့ဦးဖျားဖျားကိုထုတ်လိုက်အဲ့မှာသူတို့ကြော်ကဘယ်နှကွက်လဲနှစ်ကွက်ပါတယ်အမနှစ်ကွက်KDR Pro Max မှာကာလာ4ရောင်နဲ့ထွက်မယ်ဒီ KDR Pro မှာလည်းကာလာ4ရောင်နေနဲ့ထွက်လာလိမ့်မယ်KDR Pro ရဲ့အစိမ်းရောင်လေးကနည်းနည်းထူးဆန်းတယ်ဗျသူကတာမန်အစိမ်းရောင်လိုမျိုးမဟုတ်ဘဲနဲ့ဒီနေရောင်ထိတဲ့အခါမှာဒါမှမဟုတ်အလင်းရောင်ထိသွားတဲ့အချိန်အလင်းပြန်တဲ့ပုံစံမျိုးဖြစ်လိမ့်မယ်အနီးသက်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်လက်တံတွေမှာမြင်ရလိမ့်မယ်နေရောင်နဲ့သွားပြီးတော့အရေးထဲကိုပြန်ဝင်တဲ့အချိန်မှာလက်တံလေးကလင်းနေတာအဲ့လိုပုံစံမျိုးလေးတေချာတာတစ်ခုကဒီအယောင်လေးက reviewer တွေနဲ့ user တွေကြားထဲမှာလက်တံစမ်းခြင်းတဲ့အယောင်လေးဖြစ်လာနိုင်တယ် display ဘက်မှာကအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေတော့သိမရှိဘူးနှစ်ခုလုံးကအတူတူနီးပါးလောက်ပဲ 1.5K NDPS super pixel ပါမယ် ADR template ADR BP Dolby Vision စတဲ့ ULED spot တွေအကုန်ရှိမယ် FPS ကြတော့ 185Hz ထိအမြင့်ဆုံးရတယ်ပေါ့နော်China phone ဖြစ်တဲ့အတွက် China game တွေကတော့ဒီ FPS နဲ့ support ပေးတယ်ပွင့်နေ solo ဆင်ပြီးရဆိုပြီးမယ်ကျွန်တော်တို့ global market ထဲမှာကြတော့software optimization ပေးတာကိုစောင့်ရနိုင်တယ်နောက်ထပ် vibrator motor နဲ့ speaker ဘိုင်းကနေစပြီးတော့ KDR Pro နဲ့ KDR Pro Max ကြားတွေက level ကွာလာတာတွေကိုစမြင်လာရတော့မယ်။ KDR Pro မှာကျတော့0809 motor မျိုးစားသုံးထားတယ်။ KDR Pro Max မှာကျတော့ဒီထက်ပိုကောင်းတဲ့0815 motor မျိုးစားသုံးထားတယ်။ Active feedback တော့ KDR Pro Max ကပိုကောင်းလောက်မယ်။ speaker ဘိုင်းကိုကြည့်မယ်ဆိုရင် KDR Pro Max ကတီးတန့် woofer speaker ပါတော့အများကြီး speaker ဘိုင်းပိုတာမယ်ပေါ့နော်ပြီးတော့လည်းအဲ့ဒီ speaker ကိုသူတို့ကမနေ့က K90 Pro Max ထက်အဆင့်မြင့်တင်ထားတဲ့အတန် quality ဘိုင်းတွေပိုအရေးသွေးကောင်းအောင်လုပ်ထားတယ်လို့ဆိုတယ်အဲ့ဒါအပြင်သူတို့မှာပါတဲ့ဒီ woofer speaker အထဲမှာ RGB မီထည့်ပေးထားတယ်အဲ့ဒီမီလေးကသချင်းဖွင့်တဲ့အချိန်တွေမှာဂိမ်းဆော့တဲ့အချိန်တွေဖုံးလာရင်မစိဝင်အဲ့အချိန်တွေမှာမီလင်းတယ်အခုလောလောဆယ်ဗီဒီယိုတော်တော်များများကြည့်ရတဲ့လောက်ကအယောင်အဖြူနဲ့အဝါပဲတွေ့ရတယ်ကိုကြိုက်တဲ့အရာကို customization လုပ်လို့မရဘူးလို့ထင်တယ်ဗျ။ Pro မှာကျတော့ woofer speaker မပါဘူးဆိုပေမဲ့အပေါ်အောက် dual speaker နှစ်ခုလုံး boss နဲ့ tune လုပ်ပေးထားတဲ့ speaker တွေသုံးထားတယ်။တာမန် speaker တွေထက်စာရင်တော့အတန် quality ကောင်းလောက်မယ်။ပထမပိုင်းကိုပြေးကြည့်လိုက်မယ်ဆိုရင်လေ KDR Pro Max မှာကျတော့ 9090mAh silicon carbon ဘက်ထရီပါတယ်။ KDR Pro မှာကျတော့ 8580mAh silicon carbon ဘက်ထရီပဲပါတယ်။ဒီကြားထဲမှာနည်းနည်းကွာဟတာလေးရှိရဆိုပေမဲ့အသွင်းဖို့အတွက်ကျတော့ 100W fast charging နဲ့ 50W wireless charging support ပေးရင်တူတူပဲ။အဲ့ဒါပြီးတော့မှ 27W reverse charging နဲ့ဒါ 22.5W wireless reverse charging support ပေးတာရင်ကျတော့သွားတူနေတယ်။ကင်မရာဘိုင်းကိုကြည့်မယ်ဆိုရင်200 megapixel main camera 3 megapixel telephoto lens ဒါတွေကတူတယ်။သို့ပေမဲ့ zoom ဆွဲရိုက်မယ်ဆိုရင်ဒါ KDR Pro Max မှာကျတော့ 5 optical zoom support ပေးတယ်။ KDR Pro မှာကျတော့သူက 2.58 အဲ့အထိလောက်ပဲရိုက်လို့ရမယ်ပေါ့နော်။ Ultra wide camera ကိုက KDR Pro Max မှာ50 megapixel နဲ့ KDR Pro ကျတော့ 8 megapixel လေးပဲထည့်ပေးထားတယ်။ video quality ဘိုင်းမှာက KDR Pro Max က 8K မြင့်ဆုံးရိုက်လို့ရမယ်။ KDR Pro ကျတော့သူက 4K ထိလောက်ပဲရိုက်လို့ရတယ်။ selfie camera က32 megapixel ထည့်ပေးထားရင်အတူတူပဲ။ K90 Pro Max နဲ့ဒါကင်မရာဘိုင်းရှင်းမယ်ဆိုရင်တော့တိတ်အများကြီးပြောင်းလဲထားတာတွေမရှိဘူးဗျ။အရင်ကင်မရာဘိုင်းတိတိတလာကွဲနေမှာမျိုးတော့ဖြစ်မှာမဟုတ်ဘူး။ဒီဘက်အဓိကမင်းသားကြီးဖြစ်တဲ့ chipset နဲ့ performance ဘိုင်းတော့ရောက်လာပြီ။
ဆက်ပြောရမယ်ဆိုရင် KTR Pro Max မှာကျတော့ Snapdragon 8 Elite Gen 5ကိုသုံးပေးထားတယ် KTR Pro မှာကျတော့ Snapdragon 8 Elite Gen 5 VCD ကိုသုံးပေးထားတယ်ဒီချက်ကအသစ်တော့မဟုတ်ဘူးမနေ့ကထွက်ခဲ့တဲ့ Snapdragon 8 Elite Gen 5ကိုမှ weight လေးနည်းနည်း short ပြီးပြန်ထုတ်ထားတာဘယ်နေရာတွေမှာ short လဲဆိုရင် GPU curve ကိုသူတို့က12လုံးကနေ10လုံးထိ short လိုက်တယ် curve ကိုလည်း 18MB ကနေပြီးတော့ဒါ 12MB ထိ short လိုက်တယ်ဒါပေမဲ့ CPU ကတော့သူတို့ Snapdragon 8 Elite Gen 5တိုင်းပဲပြန်သုံးပေးထားတယ်အဲ့လို GPU short လိုက်တဲ့အတွက်ကြောင့် Genshin Impact လိုမျိုး graphic instant ဖြစ်တဲ့ game တွေစောင့်မယ်ဆိုရင်KTR Pro Max ထက်ကောင်းလောက်မယ်လို့တော့မထင်ဘူးဗျာနည်းနည်းလေးတော့အဆင့်တန်းလေးချပြီးနှိမ့်နေလောက်မယ်လို့ထင်တယ်အဲ့လိုလုပ်တော့မှာပဲရတော့မှာဗျတကယ်လို့ဒါ Snapdragon 8 Elite Gen 5တိုင်းပြန်ထည့်ပေးထားမယ်ဆိုရင်ဒီဖုန်းတစ်ခုရဲ့လည်းဗျာဘာမှလည်းမကွာတော့ဘူးပြီးတော့လည်းသူတို့ဈေးလျှော့ရောင်းကြည့်နေဆိုရင်တော့မှရောင်းလို့ရတော့မှာမဟုတ်တော့ KTR Pro Max မှာ Snapdragon 8 Elite Gen 5ကိုဒီတိုင်းပဲပြန်ထည့်ပေးလိုက်တာမျိုးတော့မဟုတ်ဘူးဗျသူတို့ပြောတာကဒါ Helix ကိုထိုးပိုင်းကောင်းအောင်ပို့လောက်လာတယ်ပြီးတော့ FPS stability ကောင်းအောင်လည်းလုပ်လာတယ်လို့ပြောတယ်ဒီဖုန်းတစ်ခုလုံးက gaming ဦးစားပေးဖုန်းတွေဖြစ်တဲ့အတွက်ကြောင့် Play Store ကနေ download ဆွဲဆော့လို့ရတဲ့ game တွေကတော့ဘာမှပူစရာမလိုအေးပဲအားလုံးဆော့လို့အဆင်ပြေတယ်စိတ်ပူရမှာဈေးနှုန်းပိုင်းမနစ်က K90 CD ထက်နည်းနည်းလေးတော့ပုံများနေမယ်ဗျဟို China ရဈေးကွက်ထဲ run ဈေးတွေများတဲ့အတွက်ကြောင့်ကျွန်တော်တို့ market ထဲရောက်လာရင်တော့ပုံများဖို့ကတော့ကျင်းသေးတယ်ဟို run ဈေးလေးတော့ဒီမှာပြထားတယ်တွက်တဲ့လူတွေကိုယ့်ဘာကိုတွက်ကြည့်မသိတဲ့လူတွေလည်းအောက် comment မှာပြောပြပေးအောင်နှိမ့်ချုံနေနဲ့ပြောမယ်ဆိုရင် KTR Pro Max ကိုကြည့်လိုက်တော့အများကြီးပြောင်းလဲထားတာဆိုလို့ပထီပိုင်းရယ်ကင်မရာပိုင်းရယ်ဒါ SOC ပိုင်းလေးဒါဒီပပလေးတွေပဲဗျာအရင်ထိုးထောင်နေအောင်ကောင်းနေတာမျိုးတော့မရှိဘူးဗျကိုကဒါ K90 Pro Max ဝယ်ထားတဲ့လူဆိုရင် KTR Pro Max ကိုအဆင့်တက်ပြီးထပ်ဝယ်ကြမလို့ဗျ gaming ဘက်ဖြစ်ဖြစ်ပြီးတော့ကင်မရာပိုင်းဘက်ပဲဖြစ်ဖြစ်ပို့ပြီးတော့ average ဖြစ်ချင်လို့ဝယ်ကြမလို့K90 Pro Max လေးနဲ့ပဲဥထားလို့ရတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနည်းနည်းလေးတော့ရှည်သွားပြီဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်brother တို့ရဲ့အမြင်တွေကိုလည်း comment မှာခြားရသွားလို့ရတယ် subscribe မနှိပ်ရသေးတဲ့လူတွေနှိပ်ပြီးတော့တောင်းဆိုပြရတယ်ကျွန်တော်တော့ကိုမီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြလာပေါ့